တိုင်းဘာကျိုးရှိလို့ကိုယ်တဏ္ဍာမှာမောရိယပြည့်ခြင်းကျိုးရှိတော့ဒီနေ့ကလုံးထဲမှာဘုံပြင်းပြီဆိုလို့ရှိရင်စိတ်ချမ်းသာတယ်လို့လားစိတ်ထဲမှာကြည်လို့ရဟုတ်ကဲ့ဒီနေ့ကလုံးထဲမှာဘုံပြင်းလို့ရှိရင်စိတ်နှလုံးမှာကြည်နေအေးရတယ်ဒါလက်တွေ့ရတဲ့အကျိုးတွေဘုရားမြတ်စွာဘုရားရဲ့တရားတော်တွေဆိုတာလက်တွေ့ကျင့်သုံးလို့ရတဲ့တရားတွေဘဝနေကြီးတွေ way of life the way of life ဘဝတစ်ခုကိုဒီနေရမယ်ဆိုတာမြတ်စွာဘုရားဒီလိုကြောင့်မို့လို့ကုသိုလ်ဖြစ်ဖို့ရတယ်ဟောဒီချက်ပြီးချက်ဒီကြည့်တယ်စိတ်ကိုဒီ imagination တလေးခံချထားရမယ်ကုသိုလ်